တထည့်ရကလေးတွေကြောင်မသွားခင်စားသွားလို့ရအောင်ပူရီနဲ့အာလူပဲဟင်းလေးလှုပ်ဖြစ်လို့လုံနီးလေးမျှဝေပြစေရှင်အဝင်ပစ္စည်းတွေကလည်းရိုးရှင်းတာမို့လို့ကိုချစ်ခင်ရတဲ့သူတွေကိုလှုပ်ကြွေးနေတဲ့သူတွေအတွက်တင်ပေးလိုက်ပါတယ်နော်အမအောင်ဆုံးအနေနဲ့ပူရီလှုပ်ဖို့အတွက်ဂျုံတစ်ခွက်ကိုသုံးပါမယ်ရတာအနေနဲ့ကတော့စားနဲ့နဲ့တကြားနဲ့နဲ့ထည့်ပြီးတော့တမအောင်မွေပေးထားလိုက်ပါမယ်ရှင်ဒီနေရာမှာကိုကတကြားမကြရင်လည်းမထည့်လို့ရပါတယ်ရေကိုတော့ဖြည်းဖြည်းချင်းချိန်စားပြီးတော့ထည့်ပေါ့နော်အေးနဲ့လက်တွေရမ်းကတ်လာပြီဆိုရင်တော့ထမင်းစားစွန်းနဲ့နှစွန်းလောက်စီကိုထည့်ပေးလိုက်ပါမယ်အမကတော့တန်လွင်စီပဲရှိလို့တန်လွင်စီပဲထည့်လိုက်ပါတယ်ပြီးတော့တော့ဂျုံကိုချုံးမွေသွားတဲ့အထိခမန်းကြီး15မိနစ်လောက်ထိနေပေးထားလိုက်ပါတယ်ရှင်ပလတ်စတစ်နဲ့ပတ်ပြီးဂျုံနဲ့ထားတဲ့ချိန်မှာအာလူပဲဟင်းစားချက်ပါမယ်ရှင်စီကတော့တန်လွင်စီပဲတုံးထားပါတယ်ရှင်မအောင်ဆုံးအနေနဲ့ကြက်သွန်ဖြူကြက်သွန်ဒီတွေကိုမွေးနေအောင်စီတက်ပေးလိုက်ပါမယ်စီတက်ထားတွေနွမ်းလာပြီဆိုရင်တော့နနွေးနဲ့ငှုတ်သီးရောင်နေမုံထည့်ပြီးတော့မီအေးအေးနဲ့ကြော်ပေးထားလိုက်ပါမယ်စီတက်ထားတွေကမွေးလာပြီဆိုရင်တော့ရေလေးနဲ့ထည့်ပြီးတော့အနစ်ကြေအောင်ရင်ချက်ပေးလိုက်ပါမယ်အာလူပဲဟင်းတွေအရသာအနေနဲ့စားနဲ့ငှုတ်ကောင်းကိုထည့်ပါတယ်ရှင်အနစ်ကျလာပြီဆိုရင်တော့နူးနေအောင်ပြုတ်ထားတဲ့အာလူနဲ့ရေစိမ်ထားတဲ့ပဲနီလေးကိုလည်းတစ်ခါတည်းထည့်ချက်လိုက်ပါတယ်ပြီးတော့တော့ပဲနဲ့အာလူတွေနူးဤသွားစေဖို့ရေထည့်မဆလာလေးတစ်စွန်းထည့်ပြီးတော့နူးနေအောင်ချက်ပေးထားလိုက်ပါမယ်ရှင်အဲ့တန်ကရဝေးရွက်တို့ပြည့်တော်သိန်းတို့လည်းထည့်ချက်လို့ရပါတယ်နော်ကရဝေးရွက်တွေပြည့်တော်သိန်းတွေမရှိလို့အိုးချကနီးမှာနန်းနန်းပင်နဲ့ငှုတ်သီးလေးပဲအုပ်လိုက်ပါတယ်ရှင်အခုဆိုရင်တော့အာဟာရလည်းရမ်းပြေးဝပြီးတော့အီဆက်ပြည့်နေတဲ့အာလူပဲဟင်းလေးကစားဖို့ဆင်သင့်ဖြစ်ပါပြီရှင်အာလူပဲဟင်းကလည်းအကျက်ဂျုံကလည်းနှက်လို့အပီခွက်တီပဲပေါ့နော်ပြီးသွားပြီဆိုရင်တော့ဂျုံစားလိုက်ပါမယ်ရှင်ကတ်အောင်လို့အောက်မှာဂျုံမုံလေးတွေဖြူလိုက်ပြီးတော့အလုံးလေးတွေညီစေဖို့အတွက်ဒီလိုမျိုးလေးအရင်ဆုံးဖြတ်ပေးလိုက်ပါတယ်ရှင်လုံးကြီးသေးကိုတော့ကိုယ်စိတ်ကြိုက်လုပ်လို့ရပါတယ်နော်ပူရီကပွားဈေးတွေဘာတွေလည်းမတုံထားဘူးတဘာဝအတိုင်းလေးပဲဖောင်းဖောင်းလေးဖြစ်အောင်ကြော်ရမှာဆိုတော့ဂျုံကအရန်ထူလို့လည်းမရသလိုအရန်လည်းပါလို့မရပါဘူးနော်ဂျုံလုံးလေးကိုအဝိုင်းလေးဖြစ်အောင်လိမ့်ပြီးသွားပြီဆိုရင်တော့စီပူပူမှာထည့်ကြော်ပေးလိုက်ပါမယ်စီကကြက်မှပူရီကဖောင်းတာပါနော်စီကမကြက်ဘူးဆိုရင်ပူရီကဖောင်းမလာတာမျိုးဖြစ်တတ်ပါတယ်အမလည်းအများအားလုံနေကြမဟုတ်တော့အရန်လှပနေအောင်တော့မကြွမ်းကျင်ပါဘူးရှင်ကိုတက်တလောက်မှတ်တလောက်လေးပြန်ရှဲပေးတာမို့လို့ကိုချစ်ခင်ရတဲ့သူတွေကိုမိသားစုဝင်တွေကိုလှုပ်ကြွေးတာဆိုရင်တော့အဆင်ပြေပါတယ်အခုဆိုရင်တော့တန်ဖိုးအဖြစ်လည်းအများကြီးမကုန်ကြဘူးပြတာလည်းအရန်လွယ်ကူတယ်စားလို့လည်းကောင်းပြီးတော့အာဟာရလည်းအရန်ပြေဝတာမို့လို့အိမ်မှာပဲလှုပ်စားကြည့်လိုက်ပါနော်ကိုကစီကျော်လုံးဝရှောင်ကျင်တာဆိုရင်တော့ပူရီနေရာမှာချက်ပါတီနဲ့တွဲစားလို့ရပါတယ်စုပါရှင်ဘိုင်ဘိုင်